여러분 안녕하세요. 알로메입니다. MDRC의 이 라디오 리안이 몇 벨레 주를 라이브 봐요. 디니 마가로 자료가 디 A ပေါ့နော်ဒီကိုတို့မာဆိုတဲ့ grammar လေးနဲ့ပတ်သက်ပြီးတော့လေ့လာဆက်မှာဖြစ်ပါတယ်ဆိုတော့ A ဆိုတာဒီ European သူဒီဂျိုးစာတနည်းအားဖြင့်ပြောမှဆိုလို့ရှိရင် we back ဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာတို့ဒီသိခဲ့ပြီးသားပေါ့နော်ဂျိုးစာတို့မြည်ဒီ we back တို့မြည်ဒီဆရာတို့ဒါ noun နဲ့တာတွဲသုံးကြသည်ဆိုတဲ့အတိုင်းပဲသူကို noun နဲ့တွဲသုံးလို့ရပါတယ်ဒီ grammar လေးရပါတော့ဆိုတော့ noun plus A ပေါ့နော်ဆိုတော့ noun plus A ကိုမပြောခင်ဆရာတို့ကအရင်ဦးဆုံးအနေနဲ့ပေါ့နော်ဆရာတို့မြန်မာစာမှာဒီ we back ၃မျိုးရှိပါပြီပေါ့နော်ဒီဆရာတို့နေရာပြဝိဘတ်ရဲ့သင်ပြဝိဘတ်ရဲ့နောက်တစ်ခုကရှေးရှုရာပြဝိဘတ်ရဲ့ပေါ့နော်ဆိုတော့ဆရာတို့ဒီဝိဘတ်၃မျိုးဒီပါလဲဆိုတော့နေရာပြဝိဘတ်ဒီပြောမှဆိုလို့ရှိရင်နေရာပြဝိဘတ်ဆိုတဲ့အတိုင်းပဲသူဒီnoun ပေါ့နော်နာမ်ပေါ့သူနဲ့တွေ့သုံးတဲ့ noun ရဲ့ဒီနာမ်ရဲ့ဒီရှိရာနေရာတိနေရာကိုပေါ်ပြတဲ့အခါမှာဆရာတို့ဒါဒီနေရာပြဝိဘတ်ကိုသုံးတယ်နောက်တစ်ခါကျတော့အချိန်ပြဝိဘတ်โอเคအချိန်ပြဝိဘတ်ဒီဆရာတို့ဒါဘယ်လိုမျိုးလဲဆိုတော့သူကဒီဟောပေါ့သူနဲ့သူ့ရဲ့အရှိမပေါ့နော်ဆရာတို့ကဒါအချိန်တွေဘာကြီးနဲ့ဆရာတို့ဒါသုံးလို့ရတယ်ပေါ့နော်။ဟိုမှာဆိုလို့ရှိရင်12နာရီမှာ12နာရီကို12နာရီတို့12နာရီတို့တော့မဟုတ်ဘူး12နာရီအရောက်12နာရီမှာအတန်းရှိတယ်ဒီလိုမျိုးပေါ့နော်ဆရာတို့ကဒါအချိန်ပြဝိဘတ်လေးတွေရှိတယ်။နောက်တစ်ခါရှေးရှုရာပြဝိဘတ်ရှေးရှုရာပြဝိဘတ်ကတော့တို့ပေါ့နော်။ဟိုဆိုလို့ရှိရင်ကိုသွားလို့တဲ့နေရာပေါ့ဥပမာဆိုလို့ရှိရင်လေစိတ်တို့12နာရီအမီရောက်ရမည်လေစိတ်12နာရီအမီရောက်ရမည်နောက်မှဆိုလို့ရှိရင်ကိုတွဲသုံးလိုက်တဲ့ noun ကြီးဒီကိုသွားမဲ့ဒီ destination ပေါ့နော်ကိုကမထွက်ခွာရသေးဘူးကိုသွားမဲ့ destination ကြီးဖြစ်နေရမယ်ပေါ့နော်အဲ့လိုပြောဆရာတို့ဒါရှေးရှုရာပြဝိဘတ်ဆိုပြီးတော့ရှိပါတယ်ဆိုတော့ဒီနေရာမှာဆရာတို့ဒါပါလဲဆိုလို့ရှိရင်ဒီ A ဆိုတဲ့ဟာလေးပဲပေါ့နော်ဆရာတို့ဒီ A ဆိုတဲ့ grammar ဒီလည်းပဲဒီဝိဘတ်၃မျိုးအနေနဲ့ဆရာတို့ဒါအသုံးပြုလို့ရပါတယ်ပေါ့နော်ဒီမှာဦးဆုံးဝိဘတ်ကကျတော့ဗာလဲဆိုလို့ရှိရင်ဆရာတို့ဒီမြန်မာစာမှာသုံးသလိုမျိုးနေရာပြဝိဘတ်နေရာပြဝိဘတ်အနေနဲ့ဆရာတို့သုံးလို့ရတယ်သူကဆရာတို့ဒါတက်ရှိတက်မဲ့အရာဝတ္ထုတွေရဲ့ပေါ့နော်ဒီနေရာဒါမှမဟုတ်လို့ရှိရင်အဲ့အရာဝတ္ထုတွေရဲ့တည်ရှိကြောင်းပေါ်ပြတဲ့အခါအသုံးပြုတယ်ပေါ့နော်ဒီနေရာပြဝိဘတ်အနေနဲ့ A ကိုသုံးတဲ့အခါမှာဆရာတို့ဒီအမြဲတမ်း A ရဲ့အနောက်မှာ ita opta ဆိုပြီးတော့ပဲဆရာတို့က A ita opta ဆိုပြီးတော့ဆရာတို့ဒါသုံးလို့ရတယ်ပေါ့နော်네ဥပမာဝါကြလေးကိုကြည့်မယ်ဆိုလို့ရှိရင်친구가 미국에 있습니다. 친구가 미국에 있습니다.တကယ်ချင်းက အမေရိကန်မှာရှိပါတယ်နောက်တစ်ခု교실에 텔레비전이 없습니다. 사딩간에만 TV မရှိပါဘူး교실에 텔레비전이 없습니다. 사딩간မှာပေါ့နော်사딩간에만ဆို미국မှာပေါ့နော်အမေရိကန်မှာနောက်တစ်ခု고양이가 방에 없습니다. ကြောင်လေးကအခန်းထဲမှာမရှိပါဘူး고양이가 방에 없습니다. 이 장아 A subject이အခန်းထဲမှာမရှိဘူးလို့ပြောတာပေါ့설악산이 강원도에 있습니다. 설악산이 강원도မှာရှိပါတယ်지갑에 돈이 많습니다. ပတ်စံအိတ်ထဲမှာပတ်စံ이များပါတယ်ဒါဒီသူ့ရဲ့ပထမအဆုံး function နေရာပြဝိဘတ်ကိုပြရပေါ့နော်နေရာကိုပြတဲ့ဝိဘတ် function နောက်တစ်မျိုးစီကျတော့ဒါပါလဲဆိုလို့ရှိရင်အချိန်ကိုပြတဲ့ဝိဘတ် function ရှိပါတယ်ဆိုတော့ဆရာကဒီအချိန်ပြတဲ့ဝိဘတ် function အနေနဲ့ဆိုလို့ရှိရင်ဆရာတို့ကအချိန်ကိုဖော်ပြလိုတဲ့အခါမှာဒီ a ကိုသုံးပြီးတော့ပေါ့နော်ဒီညွန်သို့မဟုတ် he ပြီးလို့ရှိရင် word သို့မဟုတ် night yoil ဆိုတာကတော့ဒီမှာ word yoil ဝါ yoil စု yoil မျိုး မုတ် yoil ထို yoil ဒါဒီလိုမျိုးတွေကိုပြောချင်တာပေါ့နော်ဒီ yoil တွေပြီးလို့ရှိရင်시간အချိန်တွေပေါ့နော်한시 2시ပြီးလို့ရှိရင်계절ဒီ 봄 여름 가을 겨울ဒီကျွန်တော်တို့ဥတုလေးပါးတွေအနောက်မှာတဲ့အဲကိုတွဲပြီးတော့သုံးလို့ရတယ်ပေါ့နော်ဒါပေမဲ့ပေါ့နော်그저께တနေ့ရဆိုတဲ့စာလုံးမျိုးတွေ어제မနေ့ရဆိုတဲ့စာလုံးမျိုးတွေ오늘ဒီနေ့ဆိုတဲ့စာလုံးမျိုးတွေ내일မနက်ဖြန်ဆိုတဲ့စာလုံးမျိုးတွေ모레တပတ်ခါ언제ဘယ်အချိန်စတာဒီနဲ့တော့တွဲပြီးတော့သုံးလို့တော့မရဘူးပေါ့နော်နောက်တစ်ခုကကျတော့အချိန်ပြ noun တစ်ခုထပ်ပို့ပြီးတော့ဆရာကဒါသုံးမယ်ဆိုလို့ရှိရင်နောက်ဆုံးအချိန်ပြ noun မှာပဲဒီ a ကိုကတ်ရပါတယ်ပေါ့နော် a ကိုဆရာကဒါကတ်ပြရပါတယ်ဆိုတော့ဥပမာပြောမယ်ဆိုလို့ရှိရင်9시에 학교에 갑니다. 9နာရီမှာကျောင်းကိုသွားပါတယ်ဒီမှာပါတဲ့ A ကကျတော့မတူတော့ဘူးရောဗျတူဒီပါလဲဆိုလို့ရှိရင်အရှိမဆရာတို့သင်ခဲ့တဲ့နေရာပြဝိဘတ်ပေါ့ဒါကကျတော့အချိန်ပြဝိဘတ်နောက်တစ်ခု12시에 점심을 먹었습니다. 12နာရီမှာနေလယ်စာစားခဲ့ပါတယ်내년에 대학교를 졸업합니다.နောက်နှစ်မှာဒီတက္ကသိုလ်မှာဖွင့်ရပြီပေါ့နော်နောက်နှစ်ဖွင့်ရပါပြီတဲ့ 겨울에는 날씨가 춥습니다. 이ဘာပေါ့ ဆောင်းရာသီရောက်ပြီဆိုလို့ရှိရင်တော့ရာသီဥတုအေးပါတယ်တဲ့နောက်တစ်ခါကျတော့ 언제 한국에 오셨습니까? ဘယ်ချိန်ကိုရီးယားကိုရောက်လာခဲ့ပါသလဲပေါ့နော်ဘယ်ချိန်တုန်းကကိုရီးယားကိုရောက်လာတယ်ဒီနေရာမှာကျတော့ဒီ a ဒီသူကဟောပေါ့ဆရာတို့
ဘယ်နေရာကိုသွားထားလဲဆိုတော့ 언제 နေရာမှာသွားပြီးတော့ဒီအနောက်ကိုသွားထားတာ 언제 ဘယ်အချိန်တုန်းကကိုရီးယားကိုဆိုပြီးတော့ပြောထားတာပေါ့နော်ဘယ်အချိန်တုန်းကကိုရီးယားကိုရောက်လာတာလဲဆိုတဲ့ပုံစံသူဒီနေရာမှာနေရာပြပုံစံနဲ့လည်းဝင်ထားတယ်အချိန်ပြတဲ့ပုံစံနဲ့လည်းကျွန်တော်ဝင်ထားပါတယ်ဒီတစ်ခုကိုတော့ကျွန်တော်သတိထားပါပေါ့နော်နောက်ထပ်တစ်ချက်ကကြတော့ကျွန်တော်ဒီမှာဗာလဲဆိုရင်တော့ဒီရှေးရှုရာပြ feedback ပေါ့ဆိုတော့တဏှာရာကိုသွားတာနေကြောင်းဖော်ပြတဲ့အခါမှာကျွန်တော်ဒါအသုံးပြုပြီးတော့တက်ခွာရာနဲ့ဆက်ရောက်ရာနှစ်ခုစလုံးမှာအသုံးပြုလို့ရပြီပေါ့နော်ဆိုတော့โอเคဟုတ်ပြီဒီကျွန်တော်ရှေးရှုရာပြ feedback ပုံစံပေါ့နော်အဲရဲ့ရှေးရှုရာပြ feedback ပုံစံမှာကျွန်တော်အဲရဲ့အနောက်မှာခါတာဥတာဌာညီတာကိုတွဲသုံးပြီးတော့အဲခါတာအဲဥတာဒါမှမဟုတ်ရှင်အဲဌာညီတာလို့သုံးလို့ရပြီပေါ့နော်အဲ့တင်ဆရာကြီးအဲကတာအဲဥတာပဲသုံးလို့ရတာလားမဟုတ်ပါဘူး여러분ဆရာတို့여러분သိပြီးသားပေါ့နော်မဆိုရင်နာဂါတာတို့နာဥတာတို့ဒီလိုခါတာဥတာနဲ့ကတ်တဲ့စာလုံးမျိုးတွေမှာလည်းပဲဒီအဲနဲ့သုံးလို့ရတယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်ဒါဆိုရင်ဖေကဖန်တဲ့ကိုသရောခမိတာကိုသွားပါတယ်ပေါ့ဒီအဲရဲ့အနောက်မှာသရောခတာဆိုတဲ့ဟာဒီသုံးလို့ရတယ်ပေါ့နော်ခါတာဥတာကပ်ပြီးတော့သုံးလို့ရတယ်ဘယ် verb မဆိုဒီအဲရဲ့ရှိရှိရပြဝိပတ်ပုံစံ function နဲ့တွဲပြီးတော့သုံးလို့ရတယ်ပေါ့နော်ဆိုတော့ဒီညမှာဆိုလို့ရှိရင်ဆိုတော့ဒီနိုင်မှာဒါ학교에갑니다နေတိုင်းကျောင်းကိုသွားပါတယ်친구가 우리 집에 옵니다. 땡해진가 나로 인고 라바레. 어디에 갑니까? 배고 떠바래. 할아버지께서 병원에 가십니다. 부가 이 세계고 떠바래. 선생님께서 교실에 들어가십니다. 세아가 이 사den간에 올라바이고노. 다들 여러분도 다 자로 이 A의 뭐노 위bat 3မျိုးဖြစ်ပါတယ်။ Okay A ကိုထပ်ပြီးတော့ကျွန်တော်ဒါဘယ်လိုနေရာမှာသုံးလို့ရတယ်လဲဆိုရှင်ဈေးတွက်တဲ့အခါပေါ့နော်။ဟိုမှာဆိုလို့ရှိရင်ပန်းသီးတစ်လုံးကိုဘယ်လောက်လဲလို့ကိုယ်ကမေးလိုက်တယ်ပေါ့။이 사과 얼마예요ဆိုပြီးကိုယ်ကမေးလိုက်တယ်။ဒါဆိုလို့ရှိရင်ဒါဆိုရင်တော့ကျွန်တော်ပန်းသီးကဒီခုကိုတစ်လုံးကိုပေါ့နော်ဒီမှာတော့တစ်ခုကိုတစ်လုံးကို사과는 한 개에 5,000원입니다. ပန်းသီးကတစ်လုံးကို9,000ဖြစ်ပါတယ်။ဒီလိုမျိုးပေါ့နော်ကျွန်တော်ဒါအရေးအတွက်ပေါ့တစ်လုံးကိုဘယ်လောက်ရှိတယ်ဈေးတွေပါပြောတဲ့အခါမှာတစ်လုံးကိုတစ်ခုကိုအဲ့မှာဆိုလို့ရှိရင်ကျွန်တော်ဒါပါတော့ငါပြောသည်တစ်ခိုင်ကို1,000ဖြစ်ပါတယ်လို့ပန်းသီးတစ်လုံးကို1,500ဖြစ်ပါတယ်လို့ဒီလိုမျိုးတွေဆရာကဒါပြောလို့ရတယ်ပေါ့နော်ဒီလိုမျိုးပြောတဲ့အခါမှာလည်းပဲဆရာကသုံးလို့ရပါတယ်။နောက်ဆိုဈေးတွေပါပြောတဲ့အခါမှာလည်းပဲဆရာတို့ဒီအဲကိုသုံးလို့ရတယ်ပေါ့နော်။တဲ့ဒါဆိုလို့ရှိရင်ဆရာကဒီနေ့ဒီအဲနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲရဲ့ဟို feedback 3မျိုးဆရာကဒါအသုံးဒီလေ့လာသွားခဲ့ကြတယ်။နေရာပြဝိပတ်ရဲ့နောက်တစ်ခါအချိန်ပြဝိပတ်ရဲ့နောက်တစ်ခါကျရှေ့ရှုရာပြဝိပတ်ရဲ့ပေါ့နော်။အဲ့လိုဆိုတဲ့အခါကျတော့여러분ဒီနေ့အတွက်ကျွန်တော်တို့ဒီအဲရဲ့လေ့လာလေးရောကျွန်တော်ဒီပါပဲ여러분နောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတော့တွေ့ချင်သေးပါသေးတယ်။ဒါကြောင့်မို့ကျွန်တော်ဒီ MGLCS YouTube channelလေးကို like and subscribe လုပ်ခဲ့ပေးဖို့လည်းတောင်းဆိုချင်ပါတယ်ပေါ့နော်။ဒါဆိုရင်여러분 안녕